အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဆိုင်ရဲ့เนาะလုံးဝမင်္ဂလာရှိတဲ့နက်နက်ခင်းလို့ပြောလို့ရတယ်ဗျာเนาะအားဆိုကြည့်လိုက်မယ်ဆိုရင်ဒီဘက်အစွန်ဆုံးမှာ Forza 350ပြင်ကျော်ဒီဘက်ထဲမှာကြည့်လိုက်မယ်ဆိုရင်ဗျာเนาะအိမ်မက်2စီးကျော်ဟိုဘက်ထဲမှာအနီုံမအမဲအောင်လိုင်းရဲနဲ့ဖောက်ထားတဲ့ကောင်เนาะဒီကောင်ကတော့လုံးဝဘလက်မတ်ဗျာเนาะတကယ်မိုက်တယ်အားဆိုတော့ဒီနေ့မနက်7:00 နာရီမှာဒီအမဲအောင်တော့နော်လုံးဝပိုင်ရှင်အစ်စ်စီကိုတွားတော့မဲ့ကောင်လေးအားတော့နော်ခဏနေကျွန်တော်ဒီကောင်ကိုလှုပ်ရှားရှိတာလှုပ်ပေးဝိုင်းရင်ဝယ်သူလာတဲ့ခါကျရင်ကျွန်တော်ဗီဒီယိုလေးတစ်ဖြက်ပြန်ရိုက်ပေးမယ်ဗျာနော်အားဆိုညီကိုတွေကိုကျွန်တော်ဆိုင်မှာဘိန်းကြီးပဲဖြစ်ဖြစ်ဘိန်းသီးပဲဖြစ်ဖြစ်ရှာနေတယ်ဆိုရင်ကျွန်တော်ဒီမှာရုံရုံကြည်ကြည်နဲ့ဝယ်ယူအားပေးလို့ရမယ်ဗျာနော်ဟိုဘက်ထဲမှာ R55 V4 နော်လုံးဝ PG1 နေလည်းရှိတယ်ဗျာနော်အားဆိုဒီဗီဒီယိုလေးကိုကျွန်တော်ဒီလောက်လေးနဲ့ပဲဖြတ်ထားမယ်